ကဲအားလုံးပဲမင်္ဂလာပါဗျာ forward ရဲ့ channel ကနေပြောညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Dortmund ကိုပေါ်တင်ပေးခဲ့တာကျွန်တော်ရဲ့ video လေးကိုကြည့်လိုက်ရတဲ့ brother အနေနဲ့ရလိုက်မယ်လို့ထင်ပါတယ်ဗျဒီဘက်ကလည်းမောင်တက်လေးလည်းတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လာရောက် join ပြီးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျโอเคဒီနေ့ညမှာကစားသွားမယ်လာလီဂါပွဲစဉ်တွေကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ချင်းညီကိုတွေအတွက်ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲဒီပွဲကတော့ Real Oviedo နဲ့ Real Betis ပွဲစဉ်ပဲဖြစ်ပါတယ်။ဘာကြီးကတော့ Betis ကနေပြီးတော့ level ကိုရှုံးပေးထားတာကိုတွေ့ရတယ်။ကိုပေါင်းလေးကတော့နှလုံးကို60ရှုံးပေးထားတာကိုတွေ့ရတယ်ဗျ။ဟဲ့တွေ့ရနှစ်သင်းစလုံးကတော့ထိတ်တိုက်တွေ့ဆုံထားခြင်းတော့မရှိသေးဘူး။ Oviedo တို့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲတည်နဲ့2ပွဲရှုံးရလက်ထွက်ထားပြီးတော့Betis တို့အနေနဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတည်နဲ့လောလောလတ်ပဲ Real Madrid ကိုအိမ်ဝေးမှာ9ပြတ်ရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျ။ဒီဟာဒီ Real Betis အသင်းကလာလီဂါဇယားမှာ28မှတ်နဲ့အတူပဲအဆင့်6နေရာမှာရပ်တည်နေတယ်။ Oviedo နဲ့16မှတ်ကွာဟလည်းရှိနေတာကိုလည်းတွေ့ရတယ်။လူစင်းမရတော့ Betis အဓိကကစားသမားတွေဖြစ်ကြတဲ့ Amrabat နဲ့ Izanzoli တို့ကိုအာဖရိကဖလားအတွက်လက်လွတ်ခံထားတာကိုကျွန်တော်တွေ့ရတယ်။ပွဲချင်းတွေရတော့တည်ကြသွားနိုင်ခြင်းအရမ်းမြင့်မားတယ်ဆိုပေမဲ့ကျွန်တော်ကတော့ Betis တို့ Real Madrid ဒေါင်းတွေကတော့ရှုံးပွဲကိုမပစ်ချင်မယ်လို့ထင်တယ်။ဒါကြောင့်မလို့ Real Betis ကို body လေးပို့ကြိုက်တယ်ကိုပေါင်းလေးရဆိုရင်တော့ကိုအောက်လေးကိုပဲရွေးချက်ပေးလိုက်ပါဗျ။အဆုံးထိကြည့်သွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်။ဒီပွဲအောင်လေးမောင်တက်လေးလည်းတင်ဆက်ပြီးတော့မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြအောင်ဗျ။